အဲ့ဒီကွာတော့မဲဖောက်ပဲကွာလို့မလားပြန်ဖတ်နော်ဟုတ်ပြီလဲတဲ့ဘုရားမကြီးမိသားစုတသိန်းချက်ပါဗျာပေါ်မဲနံပါတ်85ပါဗျာတရားလားတရားပေါ်မဲနံပါတ်139ပါဗျာပေါ်မဲနံပါတ်139မိသားစုတသိန်းချက်ပါကျောင်းသားတွေပေါ်လာပေါင်မဲနံပါတ်141ပါဗျာပေါင်မဲနံပါတ်141ဥကြည်ကမယင်တို့မိသားစုသတုံးချက်ပါဗျာ141တဲ့ပေါင်မဲနံပါတ်84ပါဗျာတော့ခုနလည်းတော့တင်မိသားစုမလားအော်တော့တင်ဒီရပြီပေါင်မဲနံပါတ်66ပါဗျာပေါင်မဲနံပါတ်66မောင်အေးမတွေ့ပါနဲ့တင်ပြပါဗျာပေါင်မဲနံပါတ်50ကျေးဇူးပါပါဗျာကျေးဇူးတင်ဘယ်မှာကြည့်မှာကျေးဇူးတော်လူဆိုင်ကြောတော်ပါဗျာကျေးဇူးတော်လူဆိုင်ကြောတော်ပါဗျာပေါင်မဲနံပါတ်50ပါဗျာပေါင်မဲနံပါတ်58ဥတီအောင်ဘယ်နဲ့မိသားစုသတုံးချက်ပါဗျာတို့ဒီလိုတို့ချင်းချမ်းလို့ပြောတော့ဒီဖြည်းဖြည်းကြွပါပါဗျာပေါင်မဲနံပါတ်56ပါဗျာပေါင်မဲနံပါတ်56ကိုလည်းအောင်ပါအေးသတုံးချက်ပါဗျာဒီကမှတ်ပါဘယ်လိုရှင်းတော့အမှုခံရမှာပါဗျာကြုံမပြုံးနဲ့ဒီကကြည့်လို့နေကြားတယ်ဟိုတို့သွားပြီးသွားရှေ့ဆက်ဟောရတိုင်းThank you.